င်္ဂလာပါကိုကျင်တရားကောင်းမှလူလို့မြင်ရပါတယ်ဒီဆိုကိုမင်းသူလည်းပဲဖြစ်ပါတယ်ခန်းစားနာဆင်ပေးပါလူအကြောင်းကျိုးနားလဲသိမှလူအကောင်းဆိုခွဲကြတတ်မှလူအမမန်ဝေဖန်ပိုင်းခြားစိတ်ထားကောင်းမှမလို့တမလို့တကားမျိုးနဲ့စင်ရဲ့ချမ်းသာအစင်တမ်းမခွဲမှတူညီမျှတဲ့လူပြီးသားတဲ့လူအပူစကားအေးတဲ့မို့ရာအလူတန်းပေးကမ်းလို့သာစေတနာကောင်းနဲ့ကုညီတတ်မှလူခံဒီတီးခံခြင်းနဲ့အစင်သာသနာရင်မှာပွားအကျဉ်းသာတရားထားမှလူအကြောင်းကျိုးနားလဲသိမှလူအကောင်းဆိုခွဲကြတတ်မှလူအမမန်ဝေဖန်ပိုင်းခြားစိတ်ထားကောင်းမှမလို့တမလို့တကားမျိုးနဲ့စင်ရဲ့ချမ်းသာအစင်တမ်းမခွဲမှတူညီမျှတဲ့လူပြီးသားတဲ့လူအပူစကားအေးရမို့ရာအလူတန်းပေးကမ်းလို့သာစေတနာကောင်းနဲ့ကုညီတတ်မှလူခံဒီတီးခံခြင်းနဲ့အစင်သာသနာရင်မှာပွားအကျဉ်းသာတရားထားမှလူတရားတန်ငါမိဘဆရာသမားအနန္တငါးပါးဥထိတ်ထားမှလူတထာသီလသုတ္တစာရပညာဖြီရိဥတ္တပါသူတော်ကောင်းတရားခုနပါလက်ကိုက်ထားမှလူကြည်သူကိုယူသည်ပွားရွယ်သူကိုအလေးထားငယ်သူကိုတနာမှလူစိတ်ပရိနဲ့မူသာပြောခရီးဦးနဲ့တရားဟောသီလသမာဓိပညာတိတ်ခါသုံးပါးပြည့်စုံနေမှလူမကောင်းမှုရှောင်ကောင်းမှုဆောင်ကိုကျင်တရားကောင်းမှလူလူအကြောင်းကျိုးနားလဲသိမှလူအကောင်းဆိုခွဲကြတတ်မှလူအမမန်ဝေဖန်ပိုင်းခြားစိတ်ထားကောင်းမှမလို့တမလို့တကားမျိုးနဲ့စင်ရဲ့ချမ်းသာအစင်တမ်းမခွဲမှတူညီမျှတဲ့လူပြီးသားတဲ့လူအပူစကားအေးတဲ့မို့ရာအလူတန်းပေးကမ်းလို့သာစေတနာကောင်းနဲ့ကိုညီတတ်မှလူခံဒီတီးခံခြင်းနဲ့အစင်သာသနာရင်မှာပွားအကျဉ်းသာတရားထားမှလူတရားတန်ငါမိဘဆရာ
သမားအနန္တငါးပါးဥထိတ်ထားမှလူတတတိလသုတ္တစာရပညာဤရိဥတ္တပါသူတော်ကောင်းတရားခုနှစ်ပါးလက်ကင်ထားမှလူကြည်သူကိုအယုတိပွားရွယ်သူကိုအလေးထားငယ်သူကိုတနာမှလူစိတ်ပရိနဲ့မူသာပြောတည်ဦးနဲ့တရားဟောသီလသမာဓိပညာတိတ်ခါသုံးပါးပြည့်စုံနေမှလူမကောင်းမှုရှောင်းကောင်းမှုဆောင်ကိုခြင်းတရားကောင်းမှလူကျေးဇူးတင်ပါတယ်ခင်ဗျာ